ရဲ့သဘောထားပြေးသွားတာတွေကိုမြအတိမြရဲ့အမြင်မှာဒါဖြစ်မပြန်တော့ဘူးပေါ့အကိုကြီးရဲ့တိုင်ကလုံးလုံးပျောက်တော့မှပဲပြန်မယ်လို့စိတ်ကူးထားတယ်ဒါဖြစ်ကျုပ်ကမုန်းလို့ပေါ့အိုးမမုန်းပါဘူးကိုကြီးရဲ့မမုန်းရင်ကျုပ်ကိုချစ်လို့ပေါ့နော်မြမှာပိုင်မဲ့သူရှိနေတာကိုအကိုကြီးသိပြီးသားမဟုတ်လားဗျာချစ်တယ်ဆိုတဲ့စကားကိုမြမပြောရဲပါဘူးမမုန်းဘူးဆိုတာကိုဒါမြပြောနိုင်ပါတယ်ကိုကြီးရဲ့လုံးလုံးပိုင်တဲ့ကာမပိုင်ရှင်မမဟုတ်သေးပဲနဲ့အခွင့်တင်လို့နောက်မှဖြစ်ပေါ်လာတဲ့အချစ်တစ်ကိုအပြစ်လို့မယူဆတဲ့ပါဘူးမမြောင်ဝင်းတစ်ဖက်သားတစ္ဆာနဲ့စောင့်နေတာကိုမြကမေတ္တာမဖြောင့်ရကြပြီမျက်နှာများတဲ့မိမစားမျိုးဖြစ်နေမှာစိုးလို့အကိုကြီးကပဲဟမ်ကျုပ်ကလျှော့ပါလို့ဆိုနေတာပေါ့လေဟုတ်လားဟုတ်ပါတယ်အကိုကြီးကိုတော့မြဘယ်တော့မှမမုန်းပါဘူးမြရဲ့အပေါ်ဂရုစိုက်တာတွေအနွန်တာခန္ဓာတွေကြောင့်အကိုကြီးရဲ့ကျေးဇူးတွေကိုလည်းမြဘယ်တော့မှဟုတ်ပါတယ်လေဟုတ်ပါတယ်ကျုပ်ကအစင်နှရှိတဲ့လူမှမဟုတ်ပဲအိုးမမြဝင်းမင်းကြော်ဖြစ်ရေးအတွက်ကျုပ်ရင်ထဲကမေတ္တာတွေအကျဉ်းနာတွေကိုညှို့သိပ်ပြီးတော့လျှော့လိုက်ပါတယ်လေလျှော့လိုက်ပါတယ်ha ha 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 ha